Hello ခုဒီတခါတော့ vlog ရိုက်ပြီဆိုရင်အမြင်အရှိရရှုပ်တဲ့ဟန်နွိုင်းသူမလေးနဲ့ဟန်နွိုင်းကဘယ်ဆိုင်မှာသွားစားမလဲဆိုတော့ကိုရီးယားဆိုင်လေးရရှက်ကြောကအပြန်ခုနတငယ်ချင်းတွေတစ်ခေါက်သွားစားမဲ့ဆိုင်လေးကိုလက်ခဲ့ပြပါအောင်နော်စန်ဒီတိုင်းမဖြစ်မနေအပြင်ကိုထွက်ရမယ်လို့တန်သိခံချရတဲ့ဒါရွာစကီးတွေရောက်ပါအရန်ကိုပျော်နေရပါတော့ပြင်ထွက်မှာဆိုခုနတငယ်ချင်းတွေရောက်ကတော့Happy ဆန်နီဆိုတော့ကမ်ဘလန်ကြီးရပိတ်ထားတဲ့အခါကျတော့ပေါ့နော်ဒီကမ်ဘလန်လွတ်တဲ့နေရာတွေမှာဒီနိုင်ငံသားတွေကပေါ့နော်ခုနဒီကိုရီးယားကားနဲ့တရုတ်ကားနဲ့မြင်တွေ့ရတယ်လေကြောက်လို့ဟာမျိုးလေးပို့သူတို့ချင်းကပ်တယ်လို့မျိုးချင်းကပ်ပြီးတော့စောင့်နေကြတာကိုလည်းတွေ့ရပါတယ်ပြီးတော့ဟန်နွိုင်းရောက်ခဲ့မယ်ဆိုရင်ဒီကမ်ပတ်လန်ရဲ့ပတ်ချလဲမှာပေါ့နော် vlog တွေရိုက်ဖို့ဓာတ်ပုံတွေရိုက်ဖို့တော့လုံးဝမမေ့နဲ့တော့ဘာဖြစ်လို့လဲဆိုတော့နေရာတိုင်းအရန်လှပြီးတော့ AACC vlog တွေရိုက်ဓာတ်ပုံတွေရိုက်ဖို့အတွက်အရန်ကိုမိုက်တဲ့နေရာလေးတစ်ခုပါအဲ့ဒီတော့ခွန်ကတော့ဒီကမ်ပတ်လန်မှာအနားယူရင်ဗီဒီယိုတွေ vlog တွေအများကြီးရိုက်ဖြစ်ခဲ့ပါတယ်ခင်ဗျာအဲ့ဒီတော့ဟန်နွိုင်းရောက်ပြီဆိုရင်မဖြစ်မနေ try ကြည့်တင်နေပေါ့နော်ဒီတက်လို့စားတော့ဆန်တဲ့ဆိုင်ကိုအခုခွန်းလို့သွားနေရပါအဲ့ဆိုင်လေးကိုလက်ခဲ့ပြပါအောင်နော်သူတို့ရဲ့ဗီယက်နမ်ရဲ့ဟုံးဆန်အတိုင်းပေါ့နော်သူတို့ရဲ့စားသောက်ဆိုင်လေးတွေကဟိုလုံးဝ restaurant လို့အကြီးကြီးမဟုတ်ဘဲနဲ့အိမ်ဆိုင်လေးလိုမျိုးလေးပေါ့နော်ဒါပေမဲ့အရန်တက်ရှင်းလေးနဲ့ decoration လှလေးနဲ့မို့လို့တကယ်ကိုရောက်ပြီဆိုတာနော်တမို့ဘာမှရရမလဲဆိုပြီးတော့အဲ့လိုမျိုးခံစားမိရပေါ့နော်ဒါကတော့အခုခုနကဝင်ချင်းအောက်ထက်က reception နဲ့ဒီအပေါ်ထက်ကိုတက်လေကားလေးပေါ့နော်အပေါ်ထက်တက်လိုက်ပြီဆိုရင်လည်းအလဲခန်းလည်းရှိတယ်အနောက်ခန်းလည်းရှိတယ်ပြီးပါရင်အရှိခန်းမှာလည်းအခန်းအကျယ်တစ်ခန်းရှိသေးတယ်ပေါ့နော်ခုနကတော့လေဝင်လေထွက်ကောင်းဆိုပြီးအရှိခန်းမှာပဲထိုင်ခဲ့တယ်ပေါ့နော်ဒါသူတို့ရဲ့ဆိုင်အရှိရန်ဒါလေးရဲ့မြင်ကွင်းလေးပေါ့နော်ဒါသူတို့ကဒီလမ်းမှာနဲ့စားတော့ဆိုင်ရဲ့အနောက်ဘက်အခြမ်းလေးမှာသူတို့ကရှိရပေါ့နော်တကယ်လို့ရှားရတာခက်တယ်ဆိုရင် Google Map မှာရိုက်ရှာလိုက်မှဆိုရင်လည်းရှားရတာလွယ်ပါတယ်ခင်ဗျာပြီးတော့သူတို့ရဲ့ဆိုင်အပြင်အစင်လေးတွေကလည်းအရက်တက်ရှင်းလှပပြီးတော့မီနူးလေးတွေလည်းစုံပါတယ်ဒီအေးတွေလည်းရှိတယ်စားတော့စရာလေးတွေကလည်းအတုပ်တွေရောပြီးွားရင်သူတို့ဒီခောက်ဆွဲပြုတ်တို့ဆန်ပြုတ်တို့လည်းအစုံရတယ်ပေါ့နော်ပြီးတော့ဒီဆိုင်လေးကဒီနိုင်ငံခြားသားတွေတော်တော်များများလာတယ်ပေါ့နော်ခုလို့ထိုင်စားနေအချိန်မှာပဲတဖွဲရောက်လာတဲ့လူတွေမှအများကြီးပဲပေါ့နော်အောက်ထပ်မှာလည်းလူအပြည့်ပြီးတော့အပေါ်ထပ်မှာဆိုလည်းနိုင်ငံခြားသားတွေလာတာအများကြီးပါပဲခင်ဗျာအခုတော့ခုလို့မှားထားတဲ့ဟာလေးရောက်ပါပြီခင်ဗျာဒီဥစ္စာလေးကတော့သူကဒီခောက်ဆွဲပြုတ်ပေါ့နော်ပြီးွားရင်ဆန်ပြုတ်ပြီးွားရင်ဒီဥစ္စာကကြတော့မှုကြောပြီးွားရင်ဟိုဘက်ဘေးကအတီးရွက်လေးနဲ့အကွက်ပြက်နေလည်းပါတယ်ပြီးွားရင်ဒီအတီးရွက်လေးတွေကိုအရွက်အစုံနဲ့ဒီဟာလေးကသူတို့ဗီယက်နမ်ရဲ့အစတစ်မျိုးပေါ့နော်အဲ့ဒီရောက်ရင်အဲ့ဒီဥစ္စာလေးကိုစားအောင်စမ်းစားကြည့်တင်ပါတယ်ခင်ဗျာပြီးတော့ဒီတက်လို့ကွက်ပြန့်ကြော်လေးကတော်တော်လေးစားလို့ကောင်းတယ်တက်လို့ဆိုပေမဲ့ပေါ့နော်ကိုရီးယားဆိုင်လေးရဒီ smash bro ဒီမိုးကြော်လေးကိုမိုးတန်ပူရာကြော်လေးကလည်းအရန်စားကောင်းတယ်ပေါ့နော်ပြီးတော့သူတို့ရှီကခောက်ဆွဲပြုတ်ကတော့ခုံးသိမ့်မကြိုက်ဘူးဒါပေမဲ့ခုတို့မမပါဇက်နဲ့ဟိုဘယ်လိုပြောမလဲနည်းနည်းအဆက်ဟတ်သိမ့်မတည့်ဘူးလို့ခံစားရတယ်ပေါ့နော်အဆက်နည်းနည်းထည့်စားမယ်ဆိုတော့ပူစားကောက်လောက်တယ်ပြီးသွားရင်တော့ဒီမှာခုနကခွန်းပြောတဲ့ဒီသူတို့ဗီယက်နမ်ရဲ့အဆက်တစ်မျိုးပေါ့နော်ဒီဆိုင်ကတော့တက်လို့အုံလေးဆိုင်ဆိုတဲ့အခါကျတော့ तू ကအဲ့ဒီမှာပါတဲ့အခုခွန်းထည့်မဲ့ဒီအရွက်အပြင်ကိုမှထည့်မဲ့အဟာလေးတွေကကျတော့မှုတို့အတီးရွက်တွေရောအချောက်ခိုင်မလုပ်ထားတဲ့အရာလေးတွေပေါ့နော်တကယ်လို့အဲ့ဒါမျိုးကိုအသားစားကျင်နေဆိုရင်လည်းတချို့ဆိုင်တွေမှာအဲ့ဒါမျိုးကိုဝတ်သားတို့အမဲသားတို့နဲ့အဲ့လိုမျိုးရောလိပ်ပြီးစားလို့ရတဲ့ဟာရှိရပေါ့နော် तू ကဆန်ရွက်လေးထဲမှာအဲ့ဒီအရွက်တွေအစုံနဲ့အရွက်က၄-၅ရွက်အစုံပေါ့နော်အနက်လေးတွေတအားမွေးတယ်စားလို့လည်းတကယ်ကောင်းတယ်သူတို့တွေပြောတာတော့ဗီယက်နမ်အရာဆိုရင်ပေါ့ဒီဥစ္စာကျမ်းမာရေးနဲ့ညီညွတ်ပြီးတော့ကျမ်းမာရေးလည်းကောင်းတယ်ပေါ့နော်ဒီရွက်တွေကဆိုပြီးတော့ပြောပါတယ်ပြီးသွားရင်အဲ့အချင်းတစ်မျိုးနဲ့ရောပြီးစားတာပါတကယ်ကိုစမ်းစားကြည့်တဲ့အစားအစာတစ်မျိုးပါအဲ့တော့ဗီယက်နမ်ရောက်ခဲ့တယ်ဆိုရင်ဒီစားစာလေးကိုစမ်းစားကြည့်ဖို့အတွက်ခွန်ကတော့ recommend ပေးပါတယ်ခင်ဗျာဒီဟာလေးကတော့ဆိုင်နာမည်လေးပေါ့နော်ခုနတငယ်ချင်းတွေလည်းစားတော့ပြီးတဲ့အခါကျတော့တခြား coffee ဆိုင်သွားဖို့အတွက်ကိုဆက်လက်ချီတက်ခဲ့ပါသေးတယ်ခင်ဗျာအဲ့တော့နောက်ဘလော့လေးမှာဆက်တွေ့မယ်နော် bye bye